ဟင်တူကောင်မလေးတွေနှစ်ဖူးမှာအမဲဆက်ပုတုကိုဘာလို့ထားရတာလဲဒီလိုမျိုးထားရတဲ့အကြောင်းရင်းကမြန်မာလူမျိုးတွေရဲ့ယုံကြည်မှုနဲ့ဆင်တူနေရလို့ပြောရင်ရောယုံမလားကျွန်တော်ရှင်းပြပါမယ်ဟင်တူကောင်မလေးတွေဒီလိုမျိုးအမဲဆက်ထားတာကိုပုတုထားတယ်လို့ခေါ်ပါတယ်ဒါမှမဟုတ်လို့ရှိရင်တော့ကာကျယ်ထားတယ်လို့ပြောလို့ရပါတယ်ဒီလိုမျိုးထားတာလှပအောင်ထားတယ်ဆိုပြီးတော့လူတော်တော်များများသိထားကြပါမယ်အတိတ်ပဲကတော့တော်တော်လေးနှက်ဆိုင်ပါတယ်အဲ့ဒါဘာလဲဆိုရင် Devil Eye လို့ခေါ်တဲ့မျက်စိမထိအောင်ဒီလိုမျိုးထားတာပါဥပမာအနေနဲ့ပြောရမယ်ဆိုရင်မနာလိုတဲ့လူတွေကမိန်းကလေးတယောက်ကိုရွက်ပြီးတော့မင်းကအရန်လှလာတယ်မင်းကအရန်တော်လာတယ်ဆိုပြီးတော့ခဏပြောလိုက်မယ်ဆိုရင်အဲ့ဒါကမျက်စိထိနေရပါမကြပါဘူးအပြောခံတဲ့မိန်းကလေးကနာမကျန်းဖြစ်လိမ့်မယ်ဆိုပြီးတော့လူတွေကယုံကြည်ထားကြပါတယ်ဒီလိုမျိုး Evil Eye မျက်စိမထိအောင်ဆိုပြီးတော့အမဲအောင်နဲ့ကာကွယ်ထားကြပါတယ်ဟင်တူကောင်မလေးတွေကတော့ပုတုလို့ခေါ်တဲ့အမဲဆက်ကိုထားလိုက်မယ်ဆိုရင်တော့မျက်စိမထိတော့ဘူးဆိုပြီးတော့ယုံကြည်ထားကြပါတယ်ဒါတွေမကသေးပါဘူးဟိန္ဒူကလေးတွေရဲ့နတ်ဖူးတွေပါးတွေခြေထောက်တွေမှာလည်းမျက်စိမထိအောင်ဆိုပြီးတော့အမဲအောင်အဆက်အကြီးတွေနဲ့ကာကွယ်လေးရှိပါတယ်ဒီလိုမျိုးပါပဲမျက်စိမထိအောင်ဆိုပြီးမြန်မာတွေကလည်းအဆောင်သဘောအနေနဲ့ကိုယ့်ရဲ့ကလေးတွေကိုကာကွယ်ဖို့ပါးတွေမျက်နှာတွေမှာလည်းအမဲအောင်ဆက်တွေထားပေးလေးရှိပါတယ်တချို့ဆိုရင်အိုင်လန်နာတွေပါဆွဲပေးလေးရှိတတ်ပါတယ်မြန်မာမိန်းကလေးတချို့ဆိုလည်းကိုယ့်ရဲ့ကလေးတွေနဲ့ပတ်သက်ပြီးတော့မိန်းကလေးကအရန်လှလာတယ်အရန်ဝါလာတယ်အရန်မှာချစ်ဖို့ကောင်းလာတယ်ဆိုပြီးတော့မတရားချီးကျူးလာပြီဆိုရင်ဒီလောက်လည်းမဟုတ်ပါဘူးငါကလေးက normal ပါပဲဘာမှမဖြစ်ပါဘူးဆိုပြီးတော့ပြန်ပြီးတော့အကာအကွယ်အနေနဲ့မျက်စိမထိအောင်ဆိုပြီးတော့ဒီလိုမျိုးစကားတွေပြောဆိုလေးရှိပါတယ်Evil Eye လို့ခေါ်တဲ့မျက်စိထိတာကိုယုံကြည်တဲ့လူတွေကတော်တော်များများကိုရှိနေပါတယ်အိန္ဒိယနဲ့ပတ်သက်တဲ့အတွက်ကျွန်တော်ရဲ့အကောင့်လေး follow ပေးထားခဲ့ပါအောင်ကျွန်တော်ရဲ့ဘုတ်တရိုင်များကိုလည်းကိုစော်ထားအောင်ပဲဖြစ်ပါတယ်မိတ်ဆွေတို့က TikTok အကောင့် YouTube Channel Facebook Page ဝယ်ယူချင်တယ်ဆိုရင်ကျွန်တော်ရှိမှာအာမခံချက်နဲ့ဈေးသက်သက်နဲ့ဝယ်ယူလို့ရနိုင်ပြီပဲဖြစ်ပါတယ်ဒီဖုန်းနံပါတ်ရဲ့ Viber ကိုဆက်သွယ်အသေးစိတ်မေးမြန်းလို့ရတယ်လို့ဒီ Telegram user name ကိုလာရောက်ရင်လည်းဆက်သွယ်မေးမြန်းလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ